မ
လိုက်တာဒါတဲ့ကဘာကလေးလဲနဲ့စိတ်ချပါမောင်ကြီးရဲ့စိတ်ချပါညစိတ်ကြီးတားလေးပြလိုက်ညစိတ်ညနာပြပါမယ်မောင်ကြီးပြတဲ့ကလေးကိုညစိတ်မဖြစ်ပါဘူးရတဲ့ဘာပေါ်ကတော့နေရတယ်ဒီပြဿနာတွေကိုဘယ်လိုလုပ်ရမှာလဲနားလေးပြောင်းသွားမယ်ဘာမှလည်းမပါရဲ့ဘာမှလည်းဘာမရှိရင်သူတည်းတိုင်းတော့လိုက်လို့မှာဘောတယ်တာမီဆိုဆိုစီရှောက်ခေါ်နေရှောက်ရဲ့ဟဲ့ရှောက်လာလာကိုရခဏခဏကိုခေါ်နေတာပဲမင်းကဘယ်တကားခေါ်မှုတော့လဲမနစ်ကတခါအခုတခါလေဘာလို့ကိုကြီးကမင်းတို့ရအဲ့ဒီပါပြီဘယ်ကစိတ်နဲ့သူပြောလိုက်လို့လေလူပြေကိုထဲမယ်လို့လူပြေမလိုက်နိုင်ပါဘူးဗျာလူပြေကအခုမသိလူတော့ကကောင်းတာမဟုတ်ဘူးဗျာလူပြေမှာပါတီတွေဘာတွေခေါင်းနေတယ်ဆိုတာပဲဟိုကျုပ်လူပြေမသွားချင်ဗျာပါတီတွေအများကြီးလည်းမဟုတ်ဘူးလက်ရှိရှုပ်ငါရှုပ်မှာမဟုတ်သွားချင်ဘူးဆရာမတော်လည်းမသိဘူးညီမလေးတယောက်ပဲဒီနေ့မှရောင်းနေတယ်ပြည်နေတယ်အဲ့တော့ဒီညီမလေးအဲ့တော့ဘောကြည့်လိုက်တော့နေတာဟာနည်းနည်းငါလည်းမရတော့မှာကိုနဲ့ကြမှာမနဲ့ကွာအဲ့လိုဆိုရင်ကိုကြီးဂတိရခုပဲဘာပြရမလဲကျွန်တော်လူပြေရောက်လို့ရှိရင်ကျွန်တော်မိမ10ယောက်ရမှကျွန်တော်ပြန်လာမှာတော့ဒါတော့မှလဲနေတယ်တဲ့ရပါလူပြေရောက်ရင်လုံးကန်းသွားလို့မရဘူးဘယ်လိုတော့သစ္စာဆိုပြီးတော့သစ္စာဆိုပြီးတော့ကိုကြီးရတယ်ကိုကြီးလို့ပြောတာလေဘာလို့သစ္စာဆိုရမှာလဲအဲ့ဒါဘုံဘုံလို့လေဟိုတယ်ဒီပြောနေတော့တိုင်ကြီးပါတော့လုံးကရောက်မှာဆိုလို့ကျွန်တော်ပါစက်မလုံးပါသို့လို့ရတယ်ဒီလိုဆိုကျွန်တော်ကိုကြီးကြိုက်တဲ့သစ္စာတာပဲငါပြောလို့ဒီသစ္စာလိုက်ဆိုကိုကြီးပြောတယ်လို့လိုက်ပြောရတယ်ပြောမယ်ကျွန်တော်ဒီလူပြေရောက်တဲ့အခါစကားလုံးဝမပြောပါပြောရည်ရှိတော့ဘာကြီးသစ္စာမီးတောက်ရဲ့သစ္စာမီးတောက်ရဲ့ဖေဝတောင်ထုံးလို့ချင်းမောင်ကျိုးကြီးပါပါဒီလားချင်းမောင်ကျိုးကြီးပေါ့ဖေဝတောင်ထုံးပြီးချင်းမောင်ကျိုးကြီးတော့မပေါ်ပါရစေနဲ့ကျွန်တော်ဖေဝမှာချင်းမောင်ကျိုးကြီးပေါ်လို့ရင်ဟိုဈေးတွေကမပြေတော့ဟိုကျုပ်နောက်ကိုဝိုင်းလိုက်နေမှာပေါ့ဗျာဟုတ်တယ်ဟိုကြီးစိတ်ချပါမောင်ကြီးကျွန်တော်ဘောမှာဟာကြီးရဲ့မြေတာဒီမှာရှာတော့ဒီ
ဘဝရဲ့တာသူနေတယ်ဘယ်တော့မှမသိတော့ဘူးမင်းမမလေးပြေးရဲ့ ဟာမင်းကြောင့်မတော်ပါနဲ့ဗျာဘုရားအစိတ်ပါလို့ပါ ဘာဖြစ်လို့ ဟာဟိုနေ့ကဘောဘောနဲ့ခင်းစည်းလေးနဲ့ခင်းထုတ်ပြားချလာဘုရားဘိုင်းကြီးကစားသမီးတော်ဝင်နဲ့သမီးတော်ဆင်းနေပြီလေမင်းကအဖေခေါ်လို့ရှိရင်ဒါလေးကတော့ပြေးသွားနေတယ်ဟုတ်ဘာကရေးထွက်သွားနေတယ်ဒါကအိမ်တော်ကနေဒီလိုလေးခါလာပြီ ကိုယ်နဲ့တန်းတယ် ကိုလေးရနေတာ